ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာ1172ပြိုင်ပွဲကြီးစတင်ကျင်းပနေပါပြီပထမဆုံးပွဲစဉ်အဖြစ်ဆူရီယန်လက်နဲ့ရူဆိုင်တို့ထိုးသားကြကြပြီဖြစ်ပါတယ်ဆူရီယန်လက်ကိုတော့ပရိသတ်တွေရင်းနှီးသိရှိနေလောက်ပါပြီသူဟာတန့်စင်ကိုအနိုင်ထိုးခဲ့တဲ့ဖိုက်တာပါ1170ပြိုင်ပွဲကြီးတုန်းကတန့်စင်နဲ့ဆူရီယန်လက်တွေ့ခဲ့ကြတယ်အဲ့ပွဲစဉ်မှာတန့်စင်ကပထမပွဲချီမှာဆူရီယန်လက်ကို knock down ဖြစ်အောင်ထိုးခဲ့ပေမဲ့ဒုတိယပွဲချီကိုရောက်တော့ဆူရီယန်လက်ကတန့်စင်ကို3ချိန်တိုင်းလဲကြအောင်ထိုးပြီးတော့အနိုင်ယူသွားခဲ့တယ်ပေါ့လေအဲ့တော့ဒီပွဲမှာသူ့အနေနဲ့ဆူရီယန်လက်ဟာ kickboxing ပြောင်းထိုးခဲ့ရတဲ့အတွက်အဆင်မပြေမှုတွေကြုံခဲ့ရတယ်ဒီပွဲက catch weight တန်း kickboxing ပွဲစဉ်ဖြစ်ထိုးခဲ့တာဖြစ်ပါတယ်ခင်ဗျဆူရီယန်လက်ကပွဲအစမှာတော့ဂျမန်ဖိုက်တာရူဆိုင်ကိုနည်းနည်းလေးအပြန်အလှန်ထိုးနိုင်ခဲ့တယ်နောက်ပိုင်းမှာတော့အဆင်မပြေဖြစ်သွားခဲ့တယ်ဗျဒါတော့မှသူ့ရဲ့ပုံစံကပွဲချီအစတွေမှာဆိုရင်ပြိုင်ဘက်ကိုနည်းနည်းအခက်တွေ့အောင်လုပ်နိုင်စွမ်းရှိတယ်ဆိုတာကိုဒုတိယပွဲချီနဲ့တတိယပွဲချီမှာလည်းမြင်တွေ့ရတယ်ရူဆိုင်ကလဲတယ်ဆူရီယန်လက်ကိုပေးထိုးတယ်ဆူရီယန်လက်လုံပုံလုံနီးနဲ့ပြင်ဆင်လာတဲ့ဗျူဟာကိုကြည့်ပြီးတော့မှသူကတန်ပြန်တာအဲ့တော့ပွဲချီရဲ့နောက်ဆုံးအပိုင်းရှားအဆုံးပြတ်ချိန်တွေကိုရောက်လာပြီဆိုရင်ရူဆိုင်ကသာသွားတာတွေကိုတွေ့ရတယ်ဗျရူဆိုင်ကအထူးသဖြင့်ရှေ့ကန်ချက်တွေသာခဲ့တယ် low kick လို့ခေါ်တဲ့အောက်ရှေ့ကန်ချက်တွေတော်တော်လေးကိုထိရောက်ခဲ့တယ်ဆူရီယန်လက်ဟာအဲ့အောက်ရှေ့ကန်ချက်တစ်ချက်သူ့ကိုထိမှန်သွားပြီဆိုတာနဲ့ဟန်ချက်ပြတ်ပြီးတော့ရိမ့်ရိုင်သွားတာတွေကိုကျွန်တော်မြင်ခဲ့ရတယ်ဆူရီယန်လက်ကတော့လက်တိချက်တွေကိုအဓိကထားပြီးတော့ထိုးခဲ့တယ်ဒါပေမဲ့သိပ်ပြီးတော့ထိမှန်တာတွေမရှိခဲ့ဘူးတစ်ဖက်ကရူဆိုင်ကကြတော့1-2တွဲလုံးတွေပြစ်လို့ရင်ပြစ်လို့သမျှဟိုကထိတာပြီးတော့ရှေ့ကန်ချက်တွေနောက်တစ်ချက်ကကြတော့ဒူးပြန်တွေဗျ flying knee လို့ခေါ်အောင်ပေါ့အဲ့တော့သူဒူးပြန်တစ်ချက်ဝင်ပြီးတော့တိုက်လိုက်ပြီဆိုတာနဲ့ဆူရီယန်လက်ဟာဒေါင်းကတ်သွားတာတွေကြီးပဲအဲ့တော့ဆူရီယန်လက်ဟာအရှေ့မလဖြစ်သွားခဲ့ရတယ်ပေါ့လေအခုမတိုင်ခင်တုန်းကဆူရီယန်လက်ဟာပွဲစဉ်10ပွဲထိုးခဲ့တယ်အဲ့မှာပြောရမယ်ဆိုတော့နှစ်ပွဲနိုင်ပြီးရင်တစ်ပွဲရှုံးတယ်နှစ်ပွဲနိုင်ပြီးရင်တစ်ပွဲရှုံးတယ်နှစ်ပွဲနိုင်ပြီးရင်တစ်ပွဲရှုံးတယ်အဲ့လိုလာတာရတန်နဲ့ဒီချိန်မှာတော့သူတန့်စင်ကိုနိုင်ပြီးတဲ့အချိန်မှာရှုံးသွားတာဖြစ်တဲ့အတွက်ရှေ့ရရတန်ပြတ်သွားပြီတစ်ပွဲနိုင်ပြီးတော့တစ်ပွဲရှုံးတဲ့အနေထားကိုရောက်သွားတယ်ရူဆိုင်ကတော့1ရဲ့ပထမဆုံးပွဲစဉ်ကိုသူ့မြေမှာလဲထိုးရတယ်သူကျွမ်းကျင်ပိုင်နိုင်တဲ့ kickboxing နဲ့ထိုးရတဲ့အတွက်အသာစီးကနေထိုးပြီးတော့အနိုင်ရရှိသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ